တော့ game 1ရဲ့အတွက်လေးဖြစ်ပါတယ်။ဟုတ်ခင်ဗျ game 1ပေါ့နော်။ game 1လေးပေါ့။ဒီစီဘက်ကတော့ကျွန်တော်တို့ Hyper က essential ဟုတ်ကဲ့ဖယ်ကုန်ဘက်က Hyper ကတော့ကျွန်တော်ဖယ်တွင်းပေါ့နော်ဟိုဘက်ကတော့ဘတ်တွေကိုလိုက်ပြီးတော့ကောင်တာလိုက်ထောက်နေတယ်ခင်ဗျဖယ်ကုန်ဘက်ကပါနော်ရတယ်ကျွန်တော်တို့ဘက်ကလည်း essential ကလည်းဒီဘက်ကသူတို့ဘတ်တွေကိုပြန်ယူနေတယ်ခင်ဗျဆိုဘူးနော်โอ้อะไรมาတော့ဗတယ်ဖြစ်နေခင်ဗျခါလေးကိုဝင်ထဲမှရမယ်ဖယ်ကုန်မဲ့ခါလေးကိုโอ้ပါသွားပြီခင်ဗျာโอเคအဲ့ဘုံပြတဲ့တယ်โอเคမီပါသွားပြီโอ้ first ကတော့ကျွန်တော်တို့ကင်မီပေါ့နော်ကင်မီကတော့တည်သွားပြီခင်ဗျာဟိုဘက်ကfirst ကိုရသွားပြီခင်ဗျာโอ้ဟိုဘက်ကကောင်းတယ်နော်ဒီကေပဲဒီကောင်ခါလေးကိုဘယ်သူမှဝိုင်းပြီးတော့မဖြတ်ကြဘူးအဲ့ကောင်လာရှုပ်နေဘက်ကိုလိုက်နှောက်နေပါတော့ဘက်ကိုလိုက်နှောက်နေโอ้ပုံမှန်လည်းဖြစ်တယ်ခင်ဗျာโอ้ရတယ်ဒီလိုကြီးတကောင်ပြန်ရတယ်အဆင်ပြေတယ်မြန်မာဘက်ကအဆင်ပြေတယ်ခင်ဗျာเนาะကျွန်တော်မင်းသစီကအဆင်ပြေတယ်ခင်ဗျဟီရိုကီ1 by 1ပေါ့เนาะဟီရိုကီ1ပြန်ရတာလေအပေါ်မှာဒီစန်ချီကတော့ဂိုချီကိုပြန်ခွာလို့ရတယ်ခါလီတက်သွားပြီဖယ်တွင်းလည်းတက်သွားပြီโอเคပြတ်တယ်ခင်ဗျာပြတ်တယ်လပူကထုတ်လိုက်တာเนาะပြတ်သွားတယ်ခင်ဗျခါလေးပြတ်သွားပြီဟိုအောက်လမ်းမှာလည်းအဆင်မပြေဘူးเนาะအဆင်မဝေတာကတော့သူကမက်ဆမနဲ့ထိန်းရတော့အဆင်မပြေဘူးခင်ဗျအိမ်တော့ပြန်သွားပြီလူတီကတော့တိတ်အဆင်ပြေဘူးเนาะအောက်လမ်းမှာသူကမက်ဆမနဲ့ထိန်းရဆိုတော့အားလီဂိမ်းမှာတော့ expire ဝင်တာအဆင်မပြေဘူးเนาะအေးလဲမှာလည်းဗတယ်ပြန်ဖြစ်တယ်ခင်ဗျโอเคကျွန်တော်ဒုတိယလိမ့်လည်းထွက်လာပြီတော့เนาะဒီမှာတော့ဘယ်လိုဗတယ်တွေဖြစ်အောင်မလဲပေါ့ကျွန်တော်ကြည့်ရမယ်ဒီခါလေးကိုဝင်နှောက်ပေးမဲ့လူမရှိဘူးခင်ဗျပြန်ပြီးတော့ထိမ့်ပေးမဲ့လူเนาะခါလေးကဒါဗတ်တွေလည်းနှောက်နေတယ်ဒီကောင်ကတိတ်အဆင်မပြေဘူးပြန်ထိမ့်ပေးမဲ့လူရှိရင်တော့အဆင်ပြေတယ်ပေါ့နော်ဟိုလည်းမဟိုဘက်ကတော့မက်ဆမမပါဘူးဆိုတော့အဆင်ပြေတယ်ခင်ဗျဗတ်တွေကတော့เนาะဟိုဖရီကာခုံသွားတယ်ပေါ့နော်ဒါပေမဲ့လည်း Granger ဟိုဘက် Granger ကတော့သူကတော့ဂိုးရှိတွေအကုန်ရတယ်เนาะအကုန်လုံးပြန်ရပါတယ်ဆိုတော့
လာပြီကိုနဲ့တော့ကိုရိုးနေတာရိုဘီဒီပြေးမရမယ်အစမပြေဘူးပြေးတော်သေးရခင်ဗျာဟိုအောက်လာတလန်မိတိတီကအောက်လာတလန်ပြန်ရတယ်အဆင်ပြေတယ်ဗျနဝကမြန်မာဘက်ကတာထားတယ်နော်ကျွန်တော်တို့မိတိတီဘက်ကနေပြီးတော့1000လောက်တော့တာထားတယ်အများကြီးတော့မဟုတ်ဘူးဗျ1300လောက်တာထားတယ်ပေါ့နော်မြန်မာဘက်ကနေရော network ကတော့1300လောက်တာထားတယ်ခင်ဗျအိုးအောက်လမ်းမှာနှစ်ယောက်တော်သေးတယ်ရှင်မပြေဘူးရိုဘီဒီကတော့ရှင်မပြေဘူးဗျသူအောက်မှာထိန်းညာမတ်မန်နဲ့ထိန်းညာဆိုတော့နော်သူကလည်းအောက်လမ်းမပေးချင်တော့တဲတန်ကာပြီးတော့ထိန်းညာဟိုးလည်းမကြီးစန်းရှင်တယောက်တည်းတော်သေးတယ်ကဲကျွန်တော်တို့တတိယပဒေပေါ့နော်လိတ်တတိယပဒေမှာဘယ်လိုမျိုးတွေကြေထွက်လာအောင်မလဲဒီစပါဝေတာကတော့မတ်စမောင်လိုက်ထိန်းနေတယ်ခင်ဗျဒါပေမဲ့ရူဘီဂျီတီသူကိုယ်တိုင်ပြပါသွားတယ်ပေါ့နော်ဟိုးကျွန်တော်လိတ်ကိုကျွန်တော်မစ်သစီရပဲပြန်ရောက်လာတာခင်ဗျာအိုးပိုက်ချက်တိုက်တယ်စစ်ပြေတဲ့တူမန်โอเคဟိုကပြန်လိုက်နေတယ်โอเคစစ်ပြေတယ်သူကလည်းသူပဲပြန်ဆုတ်သွားတယ်ဒါပေမဲ့မြန်မာဘက်ကတော့ကျွန်တော်ဟီရိုကီလေးတကောင်တာထားတယ်network ကကျွန်တော်တို့2000လောက်ထိရထားတယ်ပေါ့နော်အဆင်ပြေတယ်ခင်ဗျဒါပေမဲ့ online တလမ်းပေးရမယ်network ကတော့မြန်မာမစ်သစီဘက်ကကျွန်တော်တို့2000လောက်တော့တာနေတော့ခင်ဗျပြည့်ထပ်ဖြစ်ဦးမလားโอเคအိုးပြေးသွားဖရိကခုံသွားလည်းမဟုတ်လို့ဆိုရင်တော့ကျွန်တော်တို့မြန်မာဘက်ဟီရိုကေထိတ်ရအောင်ပေါ့နော်ကျွန်တော်ရီစမ်းရှင်းရတော့သူကတော့လိမ့်ပိုင်းဆိုင်ရာဦးစားပြီးတော့ဖန်နေတယ်ပေါ့နော်သူလိမ့်နေရှင်းတယ်1800လောက်ပဲနောက်ဝက်ကတော့1800လောက်ပဲကွာတော့ခင်ဗျပတိစီဘလူတွေလုတ်ပြမလဲကျွန်တော်ကြည့်ရမယ်ဒီဖက်ဖက်ကုန်တင်းရလည်းမခေဘူးဗျတကယ်ပြောတာโอ้ကတော့โอเคတာယာလေးပဲရီကောထောက်ပြီးပြန်သွားတယ်အေးပေါ့နော်ဘူရဲပေါ့နော်ဘူရဲတော့တိုက်ရှင်တိုင်းတက်လို့မရဘူးသူကပါတီပါချက်မဟုတ်ဘူးရဲဆိုတာနော်သူကမြန်မာပွဲမှာတည်းကသူကအများကြီးလုံးပြထားခဲ့တဲ့လူတယောက်ဖြစ်တဲ့အတွက်ပြီးရင်နိုင်ငံညာအသင်းတွေကိုလည်းသူကထွက်ပြီးဆော့ခဲ့ပြီးတော့ဒါမျိုးတွေကတဲ့စိတ်လှုပ်ရှားနေမှာမဟုတ်ဘူးသူကတည်ငြိမ်မယ်အေးဆေးပဲဘူရဲပေါ့နော်โอเคဒီမှာလောက်ပါတယ်ပေါ့နော်စကလော့ပဒေရတော့ကျွန်တော်ကြည့်ရမယ်ပေါ့โอเคဟိုကမှလည်းရီဆန်ရှင်းကိုလိုက်ထိန်နေတယ်အိုးရီဆန်ရှင်းပါသွားပြီခင်ဗျာသွားပြီပေါ့โอเคပြန်ရမယ်တကောခါလီပြန်ရတယ်ဟိုဒီမှာလည်းပြန်ထိန်နေတယ်ရိုဘီဒီပါသွားပြန်ပြီအဆင်မပြေဘူးဗျ3កောင်2កောင်3កောင်1កောင်ဆိုတော့အေး2កောင်1កောင်ဆိုတော့အဆင်မပြေဘူးဗျเนาะကျွန်တော်မျိုးပါနှိပ်သွားတယ်ပြီးတော့ပေးရတာဂျန်ဂလာကြီးဖြစ်နေတဲ့အတွက်အဆင်မပြေဘူးဗျဒါပေမဲ့ဒီကောင်နေဘက်လုံးမလားမလုံးမလားအဲ့ဒါစောင့်ကြည့်ရမယ်ဒီဘက်ကတော့ကျွန်တော်
row full row တက်တက်လုံးနေတယ်ခင်ဗျโอเคကြီးစမ်းရှင်းတော့ပြန်ထွက်လာပြီခင်ဗျအိုးခါလီဟိုဘက်ကရသွားတယ်ခင်ဗျကျွန်တော်ဘက်ကဘူရဲတန်ကြသွားတယ်ပေါ့နော်ဒါပေမဲ့ဟိုဘက်က2.1ပေါ့နော်ဟိုဘက်က2ယောက်တော့ကြာသွားတယ်ခင်ဗျကျွန်တော်နဝက်ကတော့မြန်မာဘက်ကတာနေတော့မယ်နော်အခုချိန်ကြီးတာနေတော့မယ်1000ကျော်လောက်ထိတော့တာနေတော့မယ်ပွဲကအဲ့လောက်ကြီးမပြတ်ဘူးဗျအရင်ဟိုကျွန်တော်ကြည့်ဘူးတဲ့ပွဲတွေတော့အဲ့လောက်ကြီးမပြတ်ဘူးနဝက်ကအများကြီးမကွာဘူးကွာတဲ့1000 2000အဲ့လောက်ပဲကွာကျွန်တော်ဒီဖေကုံဘက်ကလည်းတော်တော်လေးကိုစော့နိုင်တယ်မိသစီတို့တင်းမျိုးဒီလိုမျိုးတို့စော့နိုင်တယ်ဆိုတာတော်တော်ကောင်းတဲ့အသင်းပဲဒီတင်တယ်မစိုးဘူးပေါ့နော်ကျွန်တော်ပြောရတော့ကျွန်တော်မြင်ပါသူတို့ကတော့ပြန်ဖိနေတယ်နော်နဝကတာတာဒီမိသစီဘက်ကတာတယ်ဒါတော့ game 1လေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်မိသစီဘက်ကနဝတွေတာနေရဆိုပြီးမဲ့လဲဗတဲ့ဘိုင်းနေမှာကျတော့မိသစီကအဲ့လောက်ကြီးသူတို့အမှားမခံအောင်ထင်တယ်ဗောနော်အဲ့ဒါအမှားမခံအောင်ဆိုမဲ့လဲနည်းနည်းလေးတွေအဲ့လိုမျိုးတိုင်မင်တယောက်နဲ့တယောက်တိုင်မင်လွဲနေတာရှိရဗောနော်ကိုကရိုဘီဒီဒီကဥမာပြန်ရောဒီမိသစီနဲ့ပြန်ဆိုတော့ရိုဘီဒီဒီဝင်သွားပြီ4v1တော်သေးတယ်ခင်ဗျာပြန်လွတ်သွားတယ်ဗောနော်ဒါဒုတိယချိန်စကန်လော့ကြီးမှာဒုတိယချိန်လော့ကြီးမှာကျွန်တော်တို့ရိုဘီဒီဒီနဲ့ပါဝိုင်းတော့အဆင်မပြေဘူးပေါ့နော်ဟိုဘက်ဖေကုံဘက်ကလည်းဒါကောင်းတယ်ဗျနောက်ဘက်ကအများကြီးမကွာဘူး1000ကျော်ပဲကွာတယ်ဒါပေမဲ့ဖိနေတာဒီဖေကုံဘက်ကနေရောမြစ်တိစီကိုဖိနေတယ်မြစ်တိစီကသူတို့ကတို့မြန်မာမြစ်တိစီဘက်ကသူတို့ကအမှားမခံပဲစော့နေတဲ့ပုံစံမျိုးနဲ့တော့စော့နေတယ်ဒါပေမဲ့တိုင်ဖောက်လေးတွေကကျွန်တော်အမြင်တော့တိုင်ဖောက်တွေတယောက်တယောက်နဲ့မညီဘူးအဲ့လိုမျိုးဖြစ်နေတယ်လို့တော့ထင်တယ်ဗျโอเคဘူရဲဒီဘက်ဖန်ကုန်တင်ရတယ်စောင်းတယ်နော်စော့လာကဲလောထပ်ဖို့ကျွန်တော်တို့3စက္ကန့်ပဲလိုတော့တယ်ခင်ဗျာကျွန်တော်ဒီမှာလော့ပတဲ့ကိုကျွန်တော်တို့ထပ်ကြည့်ရမှာပေါ့နော်ဒုတိယလော့ပတဲ့ကဲဘယ်လိုမျိုးအဖြေထွက်လာမလဲပေါ့ရှေ့ကနေပြီးတော့ကျွန်တော်ဘူရေးကနေပြီးတော့လိုက်ပြီးတော့ဒီဘက်ကအတင်းတွေကိုနားမကတ်နိုင်အောင်လုပ်ပေးထားတယ်ပေါ့နော်โอเคโอ้3 man ကျွန်တော်တို့ဘူရဲ့โอ้ကောင်းတယ်ဗျာဒီစမ်းရှင်းတော့တို့ကအရင်လိုက်ဖြုတ်တာခင်ဗျဟီရိုဟို1.1ပြန်ကြောက်ရတယ်ဒီပြလောက်ကတော့ဘူးမှမရသေးဘူးဟိုကခါလီကတော့ကြာသွားတယ်ကျွန်တော်ဘက်တော့ Ruby GT ပေါ့နော်ပြီးလိုက်ရတယ်ပေါ့နော်ဒါပေမဲ့ဘူရဲတော့ရှိသေးတယ်ခင်ဗျဒီစမ်းရှင်းကတော့သူကတော့သူပတ်တွေလိုက်စားတယ်ပြီးသွားလို့ဆိုရင်လိန်ကြောင်းတယ်ပေါ့နော်သူအဲ့လိုမျိုးပဲသူအရင်လိုက်လုပ်တယ်လုပ်ပြီးသွားမှသူ loss ယူလာတယ်ပေါ့နော်ဘာဖြစ်လို့လဲဒီမှာသူရဲ့တင်းဖွဲ့စီရဖွဲ့ရဘူရဲတို့ကလည်းသူတို့ဒီမှာဟိုနေပြထားတယ်ပေါ့နော်နေရာနေထားဟိုဘက်ကပုံစံတွေအေးပြတဲ့စပြီခင်ဗျဟိုဗရေတွေကွဲနေလားဘယ်ကပြောလို့ပြောရမှမသိတော့ခင်ဗျရီစမ်းရှင်းဟ
အိုးမရဘူးဗျာဟိုဘက်ကဖယ်ဒရယ်ညသွားတယ်ခင်ဗျာအိုးရိုဘီဂျီဒီပါကြာသွားပြီခင်ဗျာ2 or 4ပေါ့နော်ဒီဟိုဘက်က3ယောက်ကြံသေးတယ်ခင်ဗျာဒီဘက်ကိုဘက်1ယောက်တယ်ဘယ်လိုမျိုးကတ်မလဲပေါ့နော်အဆင်မပြေတော့ဘူးကျွန်တော်စိတ်ရှင်တော့ဒါပေမဲ့ကျွန်တော်တို့ခရစ်တွေတော့ပြန်ထွက်လာမရတော့ခင်ဗျာဟိုဘက်ကတော့သူကတော့တာဝါပဲအချိန်ရိုက်သွားရင်းနဲ့ပဲကျွန်တော်တို့ဖဲကောင်တင်းကနေပြီးတော့မြစ်တစ်စီတင်းကိုတော့ပထမပွဲမှာပဲအနိုင်ယူသွားပါတယ်ခင်ဗျာ